အားလုံးပဲဆလာမ်အလိုင်ကွမ်မင်္ဂလာပါကျွန်တော် SKB M9 motivation video ကနေပြီးတော့ပြန်လည်တင်ဆက်နေခြင်းဖြစ်ပါတယ်ဆိုတော့တခုကျွန်တော်ဝမ်းတက်စရာတခုပြောချင်တာပါလဲဆိုလို့ရှိရင်ကျွန်တော်ဒီ2ရက်လောက်ရှိပြီဗီဒီယိုမတင်ပြဘူးမတင်ပြတော့တချို့ကျွန်တော်တငယ်ချင်းတွေမိတ်ဆွေတွေကနေပြီးတော့ TikTok ချက်ပေါက်မှာလာတယ်လာပြီးတချို့ကကျတော့ကျွန်တော် Facebook မှာ friend ရှိတယ် Messenger ကနေလာတယ်လာပြီးတော့SKB ဘိုင်ဗီဒီယိုမတင်သေးဘူးလား motivation video လေးတင်ပါအောင်ဆိုတော့ဘယ်လိုဖြစ်လဲဆိုတော့ဗျာဒါ PT ဖြစ်တယ်ဝမ်းတာတယ်ဒါကျွန်တော်ယင်နေ opinions ကိုပြောတာပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီနေ့ကျွန်တော်တို့လူတိုင်းဒီကိုစီအလုပ်လုပ်နေကြတယ်အဲ့အလုပ်ကတော့မိသားစုရေးပဲဖြစ်စီးပွားရေးပဲဖြစ်အပေါင်းအသင်းရေးပဲဖြစ်အရာတိုင်းမှာကဏ္ဍတိုင်းမှာသူ့အနေနဲ့သူအလုပ်လုပ်နေကြတယ်ပြောနေဆိုနေကြတယ်ဆိုတော့ဘာဖြစ်ကိုရတဲ့အချိန်လေးတစ်ခုမှာကိုယ့်ရဲ့ idea ကိုယ့်ရဲ့အခုန opinion ကျွန်တော်ရဲ့စိတ်ခံစားချက်တွေကိုပြောတဲ့ဒီ motivation တွေအပေါ်မှာအခုနလိုမျိုးပဲ understand ဖြစ်ကြတယ် clear ဖြစ်ကြတယ်သဘောကျတယ်တချို့ဘဝတွေနဲ့ထပ်တူကြတယ်အားရတယ်ဆိုပြီးတော့အားပေးနေတဲ့တငယ်ချင်းမိတ်ဆွေတွေအားလုံးကို thank you ပါအများကြီးကျေးဇူးတင်တယ်ဆိုတော့ကျွန်တော်တို့ဒီနေ့လူတိုင်းဟာကိုဝါသနာပါရအောင်ကိုလုပ်ပြီးသွားနေကြတာကြီးပဲအဓိကကျွန်တော်တို့ဘာကိုပဲလုပ်နေပါစီကျွန်တော်တို့လုပ်နေတဲ့အလုပ်ဒီနံပါတ်1ကျွန်တော်တို့ထိခိုက်နေတာချင်းမရှိဘူးနံပါတ်2ကျွန်တော်မိသားစုကျွန်တော်ပတ်ဝန်းကျင်ကျွန်တော်အတိုင်းဝိုင်းကျွန်တော်တကယ်ကြီးမိတ်ဆွေတွေကိုမထိခိုက်ဘူးမပုတ်ခတ်ဘူးမစော်ကားဘူးဆိုလို့ရှိရင် okay တယ်ဘယ်ရပဲလုပ်နေပါစေအားလုံးအဆင်ပြေတယ်ဆိုတော့ဒီနေ့နောက်တစ်ခုကကျွန်တော်တို့တွေအားလုံးဟာဒီနေ့ဥပမာဗျာကျွန်တော်ကားတစ်စီးကျွန်တော်ဒီကားရဲ့တန်ဖိုးကိုကျွန်တော်သိချင်တယ်ဒီကားတစ်စီးဘယ်လောက်တန်လဲကျွန်တော်သိချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ second hand car showroom တွေရှိမယ်เนาะပြီးတော့ကားပွဲသားတွေရှိမယ်သူတို့ကျွန်တော်ပြကြည့်လိုက်ရင်ဈေးတစ်ခု temporary price တစ်ခုတော့ကျွန်တော်တို့သိရမယ်ဒီကားတစ်စီးဘယ်လောက်တန်လဲလက်ရှိအချိန်တွေမှာအဲ့ဒီလိုပဲဥပမာဗျာကျွန်တော်နေနေတဲ့အိမ်ဒါမှမဟုတ်ချမ်းမြေပေါ့ကျွန်တော်မှရှိတဲ့ဟာဒီအားကိုကျွန်တော်တို့ကဒီပွဲသားတွေကိုအိမ်ချမ်းမြေအကျိုးဆောင်တွေကိုမေးကြည့်လိုက်လက်ရှိကာလပေါက်သေးနဲ့ကျွန်တော်ရဲ့အိမ်ကျွန်တော်ရဲ့ချမ်းကျွန်တော်ရဲ့မြေကဘယ်လောက် value ရှိလဲဘယ်လောက်တန်ကြီးရှိလဲဆိုတော့ကျွန်တော်သိရမယ်နီးစပ်ဆုံးဆိုတော့အစိုးဆုံးကဒီနေ့ကျွန်တော်တို့ပွဲသားကိုလည်းအဲ့လိုမရအောင် agent လည်းအဲ့လိုမရအောင် showroom မှာလည်းမေးလို့မရအောင်တန်ကြီးဘယ်လောက်ရှိလဲဆိုတော့အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီနေ့ကျွန်တော်တို့လူပဲဖြစ်တယ်ဒီကျွန်တော်တို့ကိုကျွန်တော်တို့ပဲဖြစ်တယ်ဒီနေ့ကျွန်တော်ကားရှိုးတော့သွားမယ်ကျွန်တော်တန်ကြီးဘယ်လောက်ရှိလဲမေးကြည့်ကားရှိုးလို့ဖြတ်လို့မရအောင်အဲ့လိုပဲအိမ်ပွဲသားတွေ agency တွေကိုမေးကြည့်ဖြတ်လို့မရအောင်ဆိုတော့အဓိကကျွန်တော်ပြောချင်တာဒီနေ့ကျွန်တော်တို့ကိုယ့်ရဲ့တန်ကြီးကငါရဲ့တန်ဘူးငါရဲ့ values ကဘာလဲဆိုတော့ကိုသိဖို့အရေးကြီးတယ်ကျွန်တော်တို့ကျွန်တော်သိရအဲ့တော့ကျွန်တော်ကအဲ့တော့စဉ်းစားမိတာပေါ့မနေ့တုန်းကစဉ်းစားမိရင်ねကျွန်တော်ဒီနေ့KLရောက်တယ်ကျွန်တော်တကယ်ချင်းချိုမိတ်ဆွေတွေနဲ့တွေ့တယ်စကားပြောကြည့်တယ်ကျွန်တော်ဒီ traffic ကိုမေးကြည့်တယ်မေးကြည့်တော့တယောက်ကဘာပြောလဲဆိုတော့ငါတဲ့အလုပ်လုပ်နေတယ်တလောက်3000ရ3000ဆိုတာကျွန်တော်တို့ Malaysia ringgit ပေါ့မြန်မာငွေနဲ့ဆိုရင်တော့30နီးလောက်တော့ရှိမှာပေါ့29 30ပေါ့ဆိုတော့ငါမှတလောက်ဝင်ငွေတလောက်ရှိတယ်ငါဒါနဲ့အဆင်ပြေတယ် okay တယ်ဆိုတော့အဲ့ဒါကျွန်တော်နောက်တစ်ယောက်ကိုမေးကြည့်တယ်နောက်တစ်ယောက်ကဘာပြောလဲဆိုတော့ငါဘာလို့အများကြီးစဉ်းစားရမှာလဲတဲ့အဲ့တော့မိသားစု3ယောက်ပဲရှိတယ်အဖေနဲ့အမေရှိတယ်တားတူးတဲ့တော့တာငါပဲအဲ့တော့ငါအဖေနဲ့အမေလက်ရှိနေနေတဲ့အိမ်ရန်ကုန်မှာ3800တန်တယ်ဆိုတော့အမွေသားအမွေကငါတစ်ယောက်ပဲရှိတယ်သူတို့မရှိတော့ရင်ဒီဟာငါပိုင်နေဒါငါရဲ့ပိုင်ဆိုင်မှုပဲဒါငါရဲ့တန်မှုပဲဆိုတော့ကျွန်တော်တယောက်နဲ့တွေ့တယ်တတိယတယောက်နဲ့ကျွန်တော်တွေ့တယ်နောက်တယောက်ကဘာပြောလဲဆိုတော့ကျွန်တော်နဲ့လေးတွေ့ဝေသွားတယ်အဲ့ဒီနေရာမှာဘာတွေ့ဝေသွားလဲဆိုတော့နောက်တယောက်ကဘာပြောလဲဆိုတော့ကျွန်တော်ဟာတဲ့ကျွန်တော်တန်ဖိုးနဲ့ပတ်သက်ပြီးမပြောနဲ့တဲ့ဘာလို့လဲဆိုတော့လက်ရှိကျွန်တော်မှာအလုံးမရှိဘူးလက်ရှိကျွန်တော်မှာအလုံးမရှိတော့ဝင်ဝင်ဆိုတာမရှိဘူးပြီးတော့ကျွန်တော်ဒီများအိမ်မှာလက်ရှိကပ်ပြီးနေတာ
အဲ့အတွက်ကျွန်တော်နဲ့ညစ်နေတယ်ဖြစ်နေကိုတတ်သိခြင်းနဲ့စိတ်တောင်ပေါက်နေတယ်ပြောကြသူ suicide လုပ်ချင်တယ်ဆိုတော့စိတ်ထဲလဲမကောင်းဘူးဒါမျိုးတွေလည်းကျွန်တော်မေးတဲ့ဒီမိတ်ဆွေတယောက်တည်းတော့မဟုတ်တော့ဘူးအများကြီးလူတွေရှိနေအောင်မယ်ဒီနေ့ကျွန်တော်တို့လောကကြီးထဲမှာဆိုတော့နောက်တစ်ယောက်ကျွန်တော်နဲ့တွေ့တယ်အခုမပြန်ခင်လေးမှာပဲကျွန်တော်မထွက်လာခင်လေးမှာပဲတွေ့တော့အဲ့မိတ်ဆွေနဲ့စကားပြောတယ်ပြောတော့ तू ကဘာပြောလဲသူ့စကားကိုကျွန်တော်အရင်သဘောကျသွားတယ် तू ကဘာပြောလဲဆိုတော့ငါဟာတဲ့တိမ်မုံများတာလဲတန်တယ်တန်းမုံများတာလဲတန်တယ်ဟာကျွန်တော်စဉ်းစားသွားတယ်အဲ့တော့ဘလို့ဖြစ်လို့လဲပေါ့အဲ့ဒါ तू ကျွန်တော်ပြောပြတယ်ငါတို့ဘုရားတခင်ပေးထားတယ်ဒီခန္ဓာကိုယ်ကြီးကွာတဲ့ဒီရဲ့အစိတ်ပိုင်းတစ်ခုပြတ်သွားတယ်ဆိုရင်အဲ့ဒီအစိတ်ပိုင်းတန်ဖို့အဲ့ဒီတော့မှသိရတယ်နှလုံးကြောက်ကအဆုပ်အသေးအများကြီးပဲကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာဘုရားတခင်ကျွန်တော်တို့ကိုပေးထားတယ်နေအမတ်တန်ဖို့ဖြတ်လို့မရတဲ့အရာတွေဆိုတော့အဲ့ဒီအရာတွေကိုငါတို့ကအဲ့ဒီတန်ဖို့သိပြီဆိုရင်ဒီနေ့ငါဟာဘယ်နေရာမှာအလုပ်လုပ်လဲ3000တန်နေရာမှာအလုပ်လုပ်နေတာလား1500တန်နေရာမှာအလုပ်လုပ်နေတာလားဒါမှမဟုတ်ကိုယ်ပိုင်စီးပွားရေးလုပ်နေတာလားဆိုတော့ဒါတွေအမှငါတို့ရဲ့တန်ဖို့ပဲငါဘယ်လောက်စူးစမ်းမလဲဒီနေ့3သိန်းဖြစ်နိုင်တယ်မနေ့ပြန်မှာ10သိန်းဖြစ်နိုင်တယ်တခါမှတပတ်ကမှ300ဖြစ်နိုင်ငါရဲ့စူးစမ်းမှုတိုင်းငါရဲ့တန်ဖို့ငါရဲ့ values ပဲအေးအကယ်၍ငါဟာအဲ့ဒီအရာတွေကိုမဟုတ်တဲ့နီလန်းနဲ့အချောင်ယူစနစ်နဲ့မကောင်းတဲ့နီလန်းနဲ့ training သာမပါဘဲနဲ့ရခဲ့မယ်ရှာခဲ့မယ်ဆိုရင်အဲ့ဒီရဲ့ values တန်ဖိုးဆိုတာကတော့တစ်ဖက်မှာရှိမယ်ဒါမှမဟုတ်ပဲနဲ့ဘာမှစောက်လို့မလုပ်ပဲနဲ့အချောင်နေအချောင်စားတနေ့တာ24နာရီလုံးကုန်သွားတယ်ကိုယ့်အတွက်လည်းကိုယ်အကျိုးမြတ်မရှိဘူးမိသားစုပေါင်းဝင်းချင်းသူများအတွက်လည်းအကျိုးမြတ်မရှိဘူးဆိုတဲ့လူတွေဒါငါဖြစ်နေမယ်ဆိုရင်လည်းချင်းသေးတယ်ငါတကြမ်းမှတန်ဖို့မရှိတော့ဘူးဆိုတော့အဲ့ဒီလူရဲ့စကားကိုကျွန်တော်နားထောင်ပြီးတဲ့အချိန်မှာအများကြီးပဲကျွန်တော်ရဲ့ mind ထဲမှာအများကြီးစကားတွေကျွန်တော်ပြောရင်လောက်မှာမဟုတ်မိတ်ဆွေတငယ်ချင်းတွေအားလုံးဒီနေ့ကျွန်တော် sharing လုပ်ပေးနေတယ်ဆိုတာကဒီနေ့ number 1ကျွန်တော်တို့ရဲ့ value ကျွန်တော်တီးဖို့အဲ့တော့ဦးနဲ့ number 1ကဖြေသွားတယ်ဒီနေ့ကျွန်တော်တို့လာကစားသူများအလုပ်သမားလုပ်နေတဲ့လူတွေမကောင်းကျွန်တော်မပြောဘူးနော်အေးဒီနေ့ငါရနေတယ်100ဒီလမှာငါရနေတယ်3000ငါအတွက်လုံလောက်နေပြီ okay ပြီလို့ပြောတဲ့မိတ်ဆွေတွေတော့ကျွန်တော်ပြောနေတာအဲ့ဒီလောက်နဲ့ကျွန်တော်တို့ရဲ့ values ကိုမတက်လက်မလိုက်ပါနဲ့ကျွန်တော်တို့ရဲ့တန်ဖို့အဲ့ဒီနေရာမှာနေမထားတာပါနဲ့အဲ့ဒီအပေါ်တက်ဖို့တက်ကိုအများကြီးစဉ်းစားပါအများကြီးတက်လို့ရသေးတယ်အများကြီးဖြစ်နိုင်သေးတယ်ဒီနေ့ကဘာမှချမ်းသာသွားတဲ့လူတွေအားလုံးကတန်းပြီးချမ်းသာတာမဟုတ်ဘူးအချိန်တွေအများကြီးစူးစမ်းပြီးတော့သူတို့ရဲ့နယ်ပယ်သူတို့ကျွမ်းကျင်တဲ့နေရာတွေမှာအချိန်ပေးပြီးတော့သူတို့တဆင့်ချင်းတိုက်ရင်နဲ့ဒါလျင်ဒီနေ့ကဘာရဲ့အချမ်းသာဆုံးဆင်းနေတဲ့ကိုဝင်ခဲ့ကြတာမဖြစ်နိုင်ဘူးမပြောနဲ့မိတ်ဆွေစူးစမ်းဖို့ပဲလိုတာရီမန်းချက်အကြီးထားပါသူများတဲ့နှဆစူးစမ်းပါဖြစ်နိုင်တယ်ဆိုတော့ဒုတိယတစ်ယောက်ပြောရတယ်မိဘရဲ့ပိုင်ဆိုင်အဲ့တော့ကျွန်တော်ပြောချင်တာဟာမိဘမှာဘီလီယံနာနဲ့ချီပြီးရှိနေပါစေအောင်နောက်ဆုံးကျွန်တော်အမြဲပြောနေတဲ့စကားလိုပဲအဖေကဗိုလ်ချုပ်ဖြစ်လို့အမေကမိုးကုန်းမှာစိန်တွင်းတွေကြောက်တွင်းတွေပိုင်နေလို့အဲ့ဒါကျွန်တော်ရဲ့တန်ဖိုးမဟုတ်ဘူးဒီနေ့ကျွန်တော်တို့ standard ရှိတဲ့လူတွေတယောက်တွေ့မေးမဲ့စကားကမင်းဘာလုပ်နေလဲမင်းလုပ်ငန်းကဘာလဲမင်းရဲ့တနေ့တာဘာလဲဒါပဲမေးတာမင်းအဖေဘယ်လောက်ချမ်းသာလဲမင်းအမေဘယ်လောက်ချမ်းသာလဲမင်းအဖိုးဘယ်လောက်ချမ်းသာအဲ့ဒါဘူးမှစိတ်ဝင်စားဘူးဟုတ်ပြီလားကျွန်တော်ရဲ့ကိုယ်ပိုင်အရေးချင်းပဲလိုတာအဲ့တော့ကျွန်တော်တို့ကကျွန်တော်ရဲ့တနေ့တာကျွန်တော်ဒီနေ့ဘာလုပ်နေလဲဘယ်လောက်ဝင်လာလဲကျွန်တော်ဘယ်လောက်တုံးပြီးဘယ်လောက်7လုံနိုင်လဲဘယ်လောက်ကျွန်တော်ချွေးတာနိုင်လဲဒါကအရေးကြီးတာကျွန်တော်ရဲ့ values ကအဲ့ဒါကျွန်တော်အဖေမှာရှိတာတွေအမေမှာရှိတာစိတ်ဝင်စားကျွန်တော်ကိုယ်တိုင်လည်းစိတ်ဝင်စားခဲ့ဟုတ်ပြီလားဆိုတော့အဲ့ဒီလိုစိတ်ဝင်စားခြင်းဒီနံပါတ်1ပါကောင်းလဲအဲ့ဒီကောင်အောက်ချိတ်ခိုင်းတယ်ဘယ်တော့မှအဲ့ဒီကောင်လေပေါ်ဟစ်ပြီးဘဝင်မြင့်ပြီးပြုံးမကြောက်နံပါတ်2အဲ့ဒီကောင်စီမှာလူများစီကမနာလိုဖြစ်တာတွေလောဘဖြစ်တာတွေစိတ်ဝင်စားတော့အဲ့ဒီလိုကမင်းမ3000ပဲချမ်းသာလို့မကလို့3000ပဲပိုင်နေငါစိတ်ဝင်စားငါအိတ်ထဲမှာရှိထားတဲ့100ငါအတွက်တန်ဖိုးပဲအဲ့ဒါငါ့ပိုင်ဆိုင်မှု
ဆိုတော့ဒါနံပါတ်1အခုနတယောက်ရဲ့ဖြီသွားတဲ့အဖြီပေါ်မှာကျွန်တော်ပြန်ပြီးတော့အခြေချက်ပေးလိုက်တာဆိုတော့နောက်တယောက်ကဘာဖြီလဲဆိုတော့သူ့ရဲ့ခန္ဓာကိုယ်ကမြောက်များစွာတန်ကြီးရှိတယ်ဆိုတော့ဒီစကားတကယ်မှန်တယ်ဗျဒီနေ့ကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့ဒီနေ့တနေ့တာရဲ့အချိန်ဒီနေ့ကျွန်တော်ရဲ့ကြမ်းမာခြင်းကျွန်တော်ရဲ့ဒီနေ့လုံနိုင်ခြင်းကျွန်တော်ရဲ့အသက်အရွယ်ဒါကျွန်တော်တို့တန်ဖို့ဘယ်အရာနဲ့မှဖျက်လို့မရဘူးဆိုတော့ဒီတန်ဖို့ကိုကျွန်တော်တို့သိဖို့လိုတယ်ဒီတန်ကြီးကိုသိဖို့လိုတယ်ကျွန်တော်တို့ဒီနေ့စားနေရတယ်ဒီနေ့တော့အိတ်လို့ရနေတာပဲဒီနေ့တော့ကျွန်တော်တို့ support လုပ်မဲ့လူရှိနေတာပဲဟိုတူကပေးလိုက်မှာပေါ့ဒီတူကပေးလိုက်မှာပေါ့အဲ့ဒါမိတ်ဆွေရဲ့အရေးချင်းမဟုတ်တည်မြဲတဲ့ရည်ချင်းလည်းမဟုတ်တည်မြဲတဲ့ supporting လည်းမဟုတ်ဘဝမှာအမြဲတမ်းကျွန်တော်တို့ရဲ့ mindset ထဲမှာတည်နေရမှာတစ်ခုပဲငါဒီတစ်ချိန်မှာတနေရာရတော့ရောက်အောင်သွားမယ်တစ်ခုမို့တစ်ခုကိုငါလုံနေမယ်နဲပါစေမိတ်ဆွေမြဲနေဖို့ပဲလိုတယ်ကျွန်တော်တို့ရဲ့ focus ဒီကျွန်တော်တို့ရဲ့ life ကျွန်တော်တို့ရဲ့ future ဘာမှမလုပ်ဘဲနဲ့အချောင်ကြီးထိုင်ပြီးအချောင်ကြီးစားနေတယ်ဆိုတဲ့ life ကလူမြင်လို့လည်းမကောင်းလူကြားလို့လည်းမကောင်းကိုလည်းမှန်မှန်ရက်ကြည့်လိုက်ကိုလိပ်ပြကိုလုံလားလို့ဟုတ်ပြီလားအဲ့တော့ကျွန်တော် training စာနဲ့ကျွန်တော်ရှာပြီးတော့ကျွန်တော်ပေါ့ကျွန်တော်တက်တိုင်အောင်ကြိုးစားနောက်တစ်ခုကျွန်တော်ပြောလိုက်မယ်နော်ကျွန်တော် SKB อ่ะကျွန်တော်မိဘမှာရှိနေတဲ့အရာကိုလည်းကျွန်တော်မမောဘူးကျွန်တော်ရဲ့စင်ရင်းထဲမှာလည်းမထည့်တာဘူးဒါဒီသူ့ကုသိုလ်ကံနဲ့သူ့ရဲ့ကြိုးစားမှုနဲ့သူ့ကံတရားလက်ရှိကျွန်တော်ရှိနေတဲ့ကျွန်တော်ရဲ့ဘဝကျွန်တော်လက်ရှိဖြတ်သန်းနေတဲ့နေ့စဉ်ကျွန်တော်အလုပ်ကျွန်တော်အကံကျွန်တော်ရဲ့ဝင်ဝင်အဲ့ဒီအာဒီဒါလင်ကျွန်တော်တဲ့တန်ဖို့အဲ့ဒါ values လူတယောက်ရဲ့ values ကအဲ့ဒါလူတယောက်ရဲ့ role ကအဲ့ဒါဒီနေ့ကျွန်တော်ပိုင်ဆိုင်မှုတလောက်ရှိတယ်အိမ်တွေအများကြီးရှိတယ်ကားတွေရှိတယ်စီးပွားရေးတွေရှိတယ်ကျွန်တော်မှအရေးချင်းမရှိဘူးဆိုအဲ့ဒီအရာတွေအားလုံးအလကားပဲမယုံလိုက်ကြည့်လိုက်မိဘချမ်းသာလို့အစင်းနဲ့ထိုင်ပြီးတော့တသေးသားဖြစ်သွားတဲ့လူတွေဟုတ်တာမဟုတ်တဲ့နီးနဲ့ဟိုတကြိုးဒီတကြိုးနဲ့ဘုံတိုင်းနဲ့ကောက်ကပ်ပြီးတော့ရသွားတဲ့လူတွေအဲ့ဒီလူတွေအမြင့်မခိုင်ဘူးအခြေမခိုင်ဘူးဘာလို့လဲလားအောက်ချိန်ကနေမဆလာလို့အဲ့တော့ပြောမလားအစကောင်းမှအနောင်းသေးကြတာဘဝမှာအစကောင်းမှအနောင်းသေးကြတာဘဝကိုတစ်ကနေဆလာရတာ